ကျော်တော်မင်းတို့ချင်းကအစ္စရေးဖိုင်တာမှာလည်းရှီယာကိုဟန်နဲ့ပွဲဖြစ်လာနိုင်ရရှိတဲ့ဘရော်နီကာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport Crazy Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါချွေးသက်ကြီးရေမြန်မာလက်ဝဲမဲ့ဘရော်နီကာကတော့သူရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့်သူရဲ့ပွဲလာတော့မဲ့ဆိုတဲ့အကြောင်းပြည်သက်တွေကိုအတီးအလင်းချပြလာခဲ့ပြီးဖြစ်ပါတယ်အခုလောင်ရဲ့ပွဲကတော့မြန်မာလက်ဝဲမဲ့ဘရော်နီကာရဲ့ဝမ်ချန်ပီယံရှစ်၄ဝက်မြောက်ပွဲဖြစ်ပါတယ်အခုလက်ရှိမှာတော့သူရဲ့ပြန်မဲ့ဘယ်သူလဲဆိုတာဘရော်နီကာထဲသွင်းပြောကြားလာခဲ့ခြင်းတော့မရှိသေးပါဘူးဒါကြောင့်ဝမ်ချန်ပီယံရှစ်နဲ့မြန်မာပြည်သက်တွေကြားမှာဘရော်နီကာရဲ့ပြန်မဲ့ဘယ်သူလဲဆိုတာတော်လေးခရက်ထနေတာပါဝမ်ချန်ပီယံရှစ်စူပါစတာဖိုင်တာမှာလေးစတန်ဖယ်ယာတက်ကတော့မနေ့ကတည်းကအခုနေ့တစ်ချိန်နဲ့နှစ်ချိန်တိုင်းတိုင်းဘရော်နီကာကိုစိန်ခေါ်ထားခဲ့တာပါဒါကြောင့်ပြည်သက်တွေအားလုံးကတော့စတန်ဖယ်ယာတက်နဲ့ဘရော်နီကာထိတ်တိုက်တွေတော့မယ်ဆိုပြီးပွဲစုနေကြတာပါဒါပေမဲ့စတန်ဖယ်ယာတက်ကလက်ရှိမှာအလုပ်ကိစ္စနဲ့နိုင်ငံခြားကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်ဒါကြောင့်ဘရော်နီကာပွဲရပြီးလို့ပြည်သက်တွေကိုကြီးညာထားပေမဲ့စတန်ဖယ်ယာတက်ကနိုင်ငံခြားမှာရှိနေတာကြောင့်လည်းသူတို့နှစ်ယောက်ပွဲဖြစ်ဖို့ကရာဂိုင်လုံးနေသွားပြီဖြစ်ပါတယ်တိတ်မကြသေးခင်ကလည်းစတန်နဲ့ကျော်တော်မင်းတို့ရဲ့နာမည်ကြီးဖယ်ယာတက်ချင်းကအစ္စရေးဖိုင်တာမှာလည်းရှီယာကိုဟန်ကလည်းပွဲရပြီးဆိုတဲ့အကြောင်းအားလုံးကိုအသိပေးထားခဲ့တာပါဒါကြောင့်လက်ရှိမှာတော့ဘရော်နီကာရဲ့ပြိုင်ဘက်ကအစ္စရေးဖိုင်တာမှာလည်းရှီယာကိုဟန်ဖြစ်ဖို့လည်းတော်လေးနီးစပ်နေပြီဖြစ်ပါတယ်အစ္စရေးဖိုင်တာမှာလည်းရှီယာကိုဟန်ကတော့လက်ရှိမှာအသက်25နှစ်နဲ့အရန်အမြင့်9ဘိန်းနဲ့လက်မဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာတော့စုစုပေါင်း3ပွဲကစားအပြီး3ပွဲစလုံးနိုင်ရရှိထားခဲ့ပါတယ်အဲဒီ3ပွဲမှာတော့2ပွဲကိုအမှန်နဲ့နိုင်ရရှိပြီးတပွဲကိုလဲထိုးနဲ့အနိုင်ရရှိထားခဲ့ပါတယ်ဝမ်ချန်ပီယံရှစ်ပွဲရက်မှာဘရော်နီကာရှုံးနိမ့်ထားတဲ့ချီလီဖိုက်တာဗီဒါကိုတောင်ရှီယာကိုဟန်နိုင်ရရှိထားခဲ့တာပါဒါကြောင့်ဘရော်နီကာအတွက်ကတော့တကယ်ပြန်မကောင်းတယောက်လိုပဲပြောရမှာဖြစ်ပါတယ်မြန်မာလက်ဝဲမဲ့ဘရော်နီကာကလည်းဝမ်မှာ3ပွဲကစားအပြီး2ပွဲနိုင်1ပွဲရှုံးနိမ့်ထားခဲ့ပါတယ်ရှီယာကိုဟန်နဲ့မြန်မာလက်ဝဲမဲ့ဘရော်နီကာတို့ကပွဲရေးအတွက်လည်းတူညီနေတာပါဒါကြောင့်သူတို့နှစ်ယောက်ပွဲဖြစ်လာနိုင်တယ်လို့ထက်လောင်းပြောကြနိုင်တာဖြစ်ပါတယ်အစ္စရေးဖိုင်တာမှာလည်းရှီယာကိုဟန်နဲ့မြန်မာဖိုင်တာကျော်တော်ဝင်းကိုလည်းဖယ်ယာတက်ဖိုင်တာတွေကစားနှောက်နေကြတာပါဒါကြောင့်ကျော်တော်ဝင်းအတွက်ကတော့ဘရော်နီကာနဲ့ရှီယာကိုဟန်ပွဲဖြစ်လာမယ်ဆိုရင်ဘယ်သူကအားပေးရမလဲဆိုတာအခက်တွေ့တော့မှာပါတိတ်မကြခင်မှာတော့ဘရော်နီကာရဲ့ပြန်မဲ့ဘယ်သူလဲဆိုတာဝမ်ချန်ပီယံရှစ်ဘက်ကအတီးအလင်းကျင်းညာလာတော့မှလည်းဖြစ်ပါတယ်